ရှစ်သိန်းနဲ့ဝယ်ထားတဲ့ကြောက်တလုံးကိုစေးကြောပြီးတော့မှ10သိန်းပေးတာမရောင်းပဲဖြတ်လိုက်တဲ့အနေထားလေးမှာတော့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးတစ်လုံးကတော့မော်စီစာကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီရက်ပိုင်းမှာတော့ဗီဒီယိုလေးတွေမတင်ဖြစ်တာအချိန်လည်းမပေးနိုင်လို့ကျွန်တော်မတင်ဖြစ်တာပဲဖြစ်ပါတယ်ကြောက်လေးတွေကတော့ဖြတ်နေတာတွေကွာနေတာတွေအများကြီးရှိတဲ့ဗီဒီယိုလေးတွေကျွန်တော်ပြန်ပြီးတော့မှ edit လုပ်ပြီးလို့ရှိရင်ပြန်လည်ပြီးတော့မှမျှဝေပေးမှာပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့ကျွန်တော်တို့8သိန်းနဲ့ဝယ်ပြီးတော့မှစေးကြောပြီးတော့တဲ့အနေထားမှာပွဲပြန်တိုက်တော့ကျွန်တော်တို့10သိန်းထွက်တဲ့နေရာမှာကျွန်တော်တို့အိမ်ခံပွဲခါတွေပါထပ်ပြီးတော့နှုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က3သိန်းနဲ့2000လောက်ပဲမြင်မယ်အဲ့တော့ဒီကြောက်လေးကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခွန်ကိုလည်းကြိုက်တယ်ကြောက်ရဲ့အစီပေါက်လေးလည်းမစိုးဘူးပေါ့ဗျာရှင်းအားလေးပဲကျွန်တော်တို့တွေကြောက်အသားတန်းစီပြီးတော့မှအတွင်းထဲမှာရှင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မင်္ဂလာဖြစ်နိုင်တယ်ပေါ့ဗျာအဲ့ဒီအနေထားမှာကျွန်တော်တို့ကဒီကြောက်လေးကိုဖြတ်ကြည့်လိုက်တာပဲဖြစ်ပါတယ်တကယ်တမ်းဆိုရင်ဒီကြောက်ကကျွန်တော်တို့အခုလိုမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်အနှိမ့်ဆုံးက15သိန်းကနေစပြီးတော့မှဈေးထွက်ရမယ့်အနေထားလေးပဲဖြစ်ပါတယ်ကြောက်လေးကလည်းဒီနေ့ဝယ်တယ်ညဆေးတယ်မနေ့ခင်ကြတော့ပွဲတိုက်တယ်10သိန်းထွက်တယ်ဒီတစ်လက်ပဲပြပြီးတော့မှကြောက်ကကျွန်တော်တို့ကဆက်မတိုက်တော့တဲ့အပေါ်မှာဈေးကလည်းကျွန်တော်တို့ထင်သားသလိုမဖြစ်လာတာလည်းပါပါတယ်ကဲဒါလေးကတော့ကျွန်တော်တို့ဖြတ်ပြီးသွားတဲ့အနေထားလေးကိုမိတ်ဆွေတို့တွေကြည့်ကြည့်ပါအဲ့တော့ကြောက်တစ်လုံးကအောင်မိုးဆိုတာတော်တော်လေးကိုခဲရင်နေဆိုတာကိုလည်းပြောပြချင်တာပဲဖြစ်ပါတယ်ဒီကြောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်အပြင်မှာကြည့်ပြီးတော့မှတေချာကိုဂယူးဆိုင်ပြီးတော့မှဝယ်ထားတဲ့ကြောက်တစ်လုံးတော့မှကျွန်တော်တို့အပြင်ပန်းကိုကြည့်ပြီးဆုံးဖြတ်တာကမတေချာလွားတဲ့အပေါ်မှာအခုလိုမြင်နေရတာပဲဖြစ်ပါတယ်အဲ့ဒီတော့ထင်သားသလောက်ကြောက်အစီကလည်းမကောင်းတဲ့ပုံမှာအခုလိုမြင်နေရတဲ့အတိုင်းပဲဒီကြောက်လေးကတော့မင်္ဂလာမဖြစ်ပါဘူးရှုံးကြောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ပြန်လည်ပြီးတော့မှမျှဝေပေးပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်